ဟာအလုပ်ကြိုးစားပေမဲ့ထိုက်တန်တဲ့နေရာမရဖြစ်နေပါသလားဒီကနေ့မှာ Robert Greene ရေးသားထားတဲ့အင်အားကြီးမားသူတို့၏ဥပဒေသ48ရဲ့အစာအုပ်ထဲက2026ခုနှစ်ရဲ့စီးပွားရေးနဲ့နိပညာလောကမှာအမှန်တကယ်အလုပ်ဖြစ်မဲ့လောမှုနိဗျူဟာတွေကိုတီတီကြကြထုတ်ဖော်ပြသတော့ပါမယ်ခေတ်သစ်2026ခုနှစ်ရဲ့စီးပွားရေးလောကမှာရိုးသားစွာအလုပ်ကြိုးစားရုံနဲ့အောင်မြင်မှန်ဆိုတဲ့အယူဆဟာအလွန်ဟောင်းနှွမ်းနေပါပြီဉာဏ်ရည်တုနိပညာတွေကြီးစိုးလာတဲ့ဒီနေ့ခေတ်မှာသင်ရဲ့အရေးချင်းတဲ့သင်ရဲ့လုံးမနိုင်စွမ်းကပိုပြီးအရေးကြီးလာပါတယ်။စာရေးဆရာ Robert Greene ကသူရဲ့စာအုပ်ထဲမှာရှင်းလင်းစွာထောက်ပြထားတာကအာဏာနဲ့လွန်မှုဆိုတာကံတရားကြောင့်ရလာတာမဟုတ်ပဲကြည်ကြတဲ့စနစ်တစ်ခုကိုနားလေကြည်သုံးခြင်းကနေရလာတာဖြစ်တယ်လို့ဆိုပါတယ်။သင်ဟာစွန့်ဦးတည်ချင်သူတစ်ယောက်ဖြစ်စေရည်မှန်းချက်ကြီးမားတဲ့ပညာရှင်တစ်ယောက်ဖြစ်စေဒီစနစ်ကိုနားလေထားဖို့မရှိမဖြစ်လိုအပ်ပါတယ်။ခဏလောက်ပြန်တွေးကြည့်ပါဦး။သင်ရဲ့လုပ်ငန်းခွင်မှာအတော်ဆုံးသူကအမြဲတမ်းရာထူးတိုးနေတယ်လို့သင်ထင်နေတော့မလား။အောက်ထက်ကအချက်လက်တွေအရဒါဟာအကြီးမားဆုံးအထင်မှားမှုတစ်ခုပဲဖြစ်ပါတယ်။အမှန်တကယ်ရာထူးတိုးသူတွေဟာအတော်ဆုံးသူတွေမဟုတ်ပဲအထက်လူကြီးကိုအတော်ဆုံးလို့ခံစားရအောင်လုပ်ပေးနိုင်သူတွေသာဖြစ်ပါတယ်။စာအုပ်ထဲကပထမဆုံးနဲ့အရေးကြီးဆုံးဥပဒေသားကတော့ဆရာထက်ပိုမတော်ပြားနိုင်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်2026ခုနှစ်ရဲ့လုပ်ငန်းခွင်ထဲမှာသင်ဟာဉာဏ်ရည်တုနည်းပညာတွေကိုသုံးပြီးအလုပ်တွေကိုလင်းလင်းမြန်မြန်ပြီးစီအောင်လုပ်နိုင်ပါလိမ့်မယ်။ဒါပေမဲ့ဒီလိုလုပ်နိုင်စွမ်းရှိတာကိုအထက်လူကြီးချစ်မှာအလွန်အမင်းကြောလုံးထုတ်တာမျိုးမလုပ်ဖို့စာရေးဆရာကတတိပေးထားပါတယ်။သူတွေဟာသူတို့ထက်တော်တဲ့သူကိုမြင်ရင်မလုံခြုံမှုတွေခံစားရတတ်ပါတယ်။ဒါကြောင့်သင်ရဲ့စွမ်းဆောင်ရည်တွေကိုပြသတဲ့အခါအထက်လူကြီးရဲ့လွှမ်းညွှန်မှုကြောင့်အောင်မြင်ရတာပါဆိုတဲ့ပုံစံမျိုးဖန်တီးပေးရပါမယ်။ဒါကသင်ကိုပို့ပြီးဘေးကင်းစေတဲ့အပြင်အထက်လူကြီးရဲ့ယုံကြည်မှုကိုပါရရှိစေမဲ့နည်းလမ်းဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့ဥပဒေသားတစ်ခုကတော့သင်ရဲ့ရည်ရွယ်ချက်တွေကိုဖုံးထားပါဆိုတဲ့အချက်ပါပဲ။စီးပွားရေးကွန်ရက်ချိတ်ဆက်မှုတွေစကားစစ်ထိုးပွဲတွေမှာသင်တကယ်လိုချင်တဲ့အရာကိုတစ်ဖက်လူတည်သွားတာနဲ့တပြိုင်နက်သင်ဟာအားနည်းတတ်သူဖြစ်သွားပါပြီ။စာအုပ်ကအကြံပြုထားတာကသင်ဟာအမြဲတမ်းဗျူဟာမြောက်လမ်းလွဲမှုတွေသုံးဖို့လိုအပ်တဲ့ဆိုတာပါပဲ။သင်အမှန်တကယ်စိတ်ဝင်စားတဲ့အရာကိုဖုံးကွယ်ထားပြီးတခြားအရာတစ်ခုကိုစိတ်ဝင်စားဟန်ဆောင်ရပါမယ်။ဒါမှသာပြိုင်ဖက်တွေကသင်ရဲ့နောက်ခြေလှမ်းကိုခံမှန်းနိုင်မှာမဟုတ်ပါဘူး။တေချာစဉ်းစားကြည့်ပါ။အရင်တစ်ကြိမ်သင်စီးပွားရေးအပေးယူလုပ်တုန်းကသင်ရဲ့အကြံစီတွေအားလုံးကိုပြောပြလိုက်မိသလား။အဲ့ဒီလိုပြောပြလိုက်ခြင်းအပြင်သင်ရဲ့အခွင့်အရေးဘလောက်ဆုံးရှုံးသွားသလဲ။စာရေးဆရာကထပ်ပြီးမိမောင်းထိုးပြထားတာကလိုအပ်တာထက်ပိုမပြောနဲ့ဆိုတဲ့ဥပဒေသားဖြစ်ပါတယ်။ဒီနေ့ခေတ် digital ဆက်သွယ်ရေးစနစ်တွေ online video အစည်းအဝေးတွေမှာလူတွေဟာစကားကိုအလွန်အကျွံပြောလေ့ရှိပါတယ်။ဒါပေမဲ့စာအုပ်ထဲမှာရှင်းပြထားတာကသင်စကားနည်းလေလေသင်ရဲ့ဩဇာတိတ်ကမကြီးမားလေလေဖြစ်တယ်ဆိုတာပါပဲ။ခေါင်းဆောင်ကောင်းတွေဟာစကားကိုချွေတာသုံးလေ့ရှိပါတယ်။သူတို့ရဲ့တိုးတောင်းပြသတဲ့စကားလုံးတွေဟာနားထောင်သူတွေကိုပိုပြီးလဲစားမှုဖြစ်စေပါတယ်။သင်ပြောလိုက်တဲ့စကားတိုင်းဟာသင်ရဲ့ချိုးဝှက်ချက်တွေကိုဖွင့်ချနေတာဖြစ်နိုင်တဲ့အတွက်စကားပြောတဲ့အခါအလွန်တတိထားဖို့လိုအပ်တယ်လို့စာအုပ်ကဆိုပါတယ်။ဒီနေရာမှာခဏရပ်ပြီးသင်ကိုသင်ပြန်ဆန်းစစ်ကြည့်ပါ။ဒီကနေ့လုပ်ငန်းခွင်မှာသင်စကားဘယ်လောက်ပြောခဲ့သလဲ။သင်ပြောခဲ့တဲ့စကားတွေကဘယ်နေရာခန့်နှုန်းလောက်ကတကယ်မလိုအပ်တဲ့စကားတွေဖြစ်နေသလဲ။အခုပြောပြမယ့်အချက်ကတော့သင်အတွက်ရေချေဝင်ငွေနဲ့လုံမုံမှုကိုရရှိစေမဲ့အရေးအကြီးဆုံးစနစ်တစ်ခုဖြစ်ပါတယ်။ဒါကတော့လူတွေကိုသင်အပေါ်မိခိုနေအောင်လုပ်ပါဆိုတဲ့ဥပဒေသားပါပဲ။စာအုပ်ထဲမှာရှင်းလင်းထားတာကသင်ဟာအစားထိုးလို့မရတဲ့သူတစ်ယောက်ဖြစ်နေဖို့လိုအပ်တယ်ဆိုတာပါပဲ2026ခုနှစ်ရဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဈေးကွက်ထဲမှာသင်ကိုအလွယ်တကူအစားထိုးလို့ရနေရင်သင်ဟာအချိန်မရွေးအလုပ်ပြုတ်သွားနိုင်ပါတယ်။ဒါကြောင့်လုပ်ငန်းစဉ်တစ်ခုလုံးမှာသင်သာလျင်တီချီနားလေတဲ့သင်သာလျင်ဖြည့်ချင်းနိုင်တဲ့အဓိကသောချက်နေရာကိုရယူထားရပါမယ်
လူတွေကသင်ကိုမင်ခိုနေရတဲ့၍သင်ရဲ့နေရာဟာအမြဲတမ်းခိုင်မြဲနေမှာဖြစ်တယ်လို့စာရေးဆရာကအတိအကျထောက်ပြထားပါတယ်ဒီချက်ကိုကြားပြီးသင်လန်ကောင်းလန်သွားနိုင်ပါတယ်ဒါပေမဲ့သင်ကိုအစားထိုးဖို့လွယ်ကူနေတယ်ဆိုရင်သင်ရဲ့အနာဂတ်ဟာသူများလက်ထဲမှာရောက်နေပြီဆိုတာကိုသတိရပါစီးပွားရေးလောကမှာပြိုင်ဖက်ဆိုတာအမြဲတမ်းရှိနေမှာပါဒီနေရာမှာစာအုပ်ကပြတ်သားဖို့လိုအပ်ပေမဲ့အမှန်တကယ်လိုအပ်တဲ့ဥပဒေတစ်ခုကိုချပြထားပါတယ်ဒါကတော့ပြိုင်ဖက်ကိုအပြတ်အသတ်ကျော်လွန်အောင်မြင်ပါဆိုတဲ့အချက်ပါပဲ Digital ဈေးကွက်ချပွဲလောကမှာပြိုင်ဖက်ကိုသနာနေလို့မရပါဘူးပြိုင်ဖက်ကိုအနှဲငယ်အသက်ရှူပေါက်ပေးလိုက်တာနဲ့သူတို့ဟာပြန်လဲအားမွေးပြီးသင်ကိုဒုက္ခပေးပါလိမ့်မယ်ဒါကြောင့်စာရေးဆရာအကြံပြုထားတာကပြိုင်ဆိုင်မှုတစ်ခုမှာအနိုင်ရနေပြီဆိုရင်ပြိုင်ဖက်ကိုပြန်ထူထောင်လို့မရနိုင်တဲ့အထိဈေးကွက်ကိုအခိုင်အမာစိုးမိုးထားနိုင်ဖို့လိုအပ်တယ်ဆိုတာပါပဲဒါဟာကြမ်းတမ်းပေမဲ့ခေတ်သစ်စီးပွားရေးစစ်ပွဲတွေမှာမရှိမဖြစ်လိုအပ်တဲ့စိတ်ဓာတ်ဖြစ်ပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့အငင်းခုန်လုပ်ခြင်းတဲ့လောက်ရနဲ့တက်တဲ့ပြပါဆိုတဲ့ဥပဒေသားဖြစ်ပါတယ်အစည်းအဝေးတွေမှာစကနိုင်လူညှင်းခုန်နေခြင်းဟာအချိန်ကုန်လူပန်းဖြစ်စေပြီးပဋိပက္ခတွေကိုသာတိုးပွားစေပါတယ်အဲ့ဒီအစားတင်ပြခြင်းနဲ့အယူအဆတွေကိုလက်တွေ့အကောင့်ထဲဖော်ပြလိုက်ပါစာအုပ်ထဲမှာဖော်ပြထားတဲ့အတိုင်းလူတွေဟာစကားလုံးတွေထက်မြင်သာတဲ့ရလဒ်တွေကိုပိုပြီးယုံကြည်လက်ခံလေ့ရှိကြပါတယ်သင်ဟာကောင်းဆောင်တစ်ယောက်ဖြစ်တဲ့ဆိုရင်စကားတွေနဲ့အချိန်ဖြုံးမဲ့အစားခိုင်မာတဲ့ရလဒ်တွေနဲ့သင်ရဲ့အရေးချင်းကိုသက်သေပြဖို့လိုအပ်ပါတယ်သင်အခုချိန်နားထောင်လာတဲ့အချက်တွေကိုတွေးကြည့်ပါဒီဥပဒေသားတွေဟာသင်ရဲ့နေ့စဉ်ဘဝမှာတကယ်ပဲအသုံးဝင်နေတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်ဒါပေမဲ့သိယုံနဲ့မပြီးပါဘူးလက်တွေ့အသုံးချဖို့ကပိုအရေးကြီးပါတယ်လုပ်ငန်းခွင်မှာဖြစ်စေစီးပွားရေးလုပ်ငန်းမှာဖြစ်စေအောင်မြင်ရှင်ရင်သင်လှုပ်ဆောင်ရမယ့်အရာတိုင်းကိုရဲရဲဝံ့ဝံ့လှုပ်ဆောင်ဖို့လိုအပ်တယ်လို့စာရေးဆရာကဆိုပါတယ်ရဲရင်စော်လှုပ်ဆောင်ပါဆိုတဲ့ဥပဒေသားဟာ2026ခုနှစ်ရဲ့လျင်မြင်စော်ပြောင်းလဲနေတဲ့စီးပွားရေးလောကမှာအလွန်အသုံးဝင်ပါတယ်တုံဆိုင်နေခြင်းကြောက်ရွံ့နေခြင်းဟာသင်ရဲ့အားနည်းချက်ကိုဖော်ပြနေတာပါမာရွေးမှုတစုံတရာရှိခဲ့ရင်တော့ရဲရဲမှုနဲ့အတူဖြည့်ချင်းနိုင်စွာရှိရပါမယ်ယုံကြည်မှုအပြည့်နဲ့လှုပ်ဆောင်တဲ့လုပ်ရက်တွေဟာအခြားသူတွေကိုလွန်မိုးနိုင်စွမ်းရှိတယ်ဆိုတာကိုစာအုပ်ကအထူးပြုပြောကြားထားပါတယ်အလုပ်တစ်ခုစတင်တော့မယ်ဆိုရင်အဆုံးသတ်အထိကြိုတင်စီစဉ်ပါဆိုတဲ့အချက်ဟာလည်းမေ့ထားလို့မရတဲ့ဥပဒေသားဖြစ်ပါတယ်လူများစုဟာအစာပိုင်းမှာဆရာထက်သန်စွာစတင်ကြပေမဲ့အဆုံးသတ်ကိုကြိုတင်မမြင်ထားကြပါဘူးစာရေးဆရာကရှင်းပြထားတာကအနာဂတ်မှာဖြစ်လာနိုင်တဲ့အတားအဆီးတွေပြောင်းလဲမှုတွေအလုံးကိုထည့်သွင်းစဉ်းစားပြီးမှရှေ့လန်းစတင်ဖို့လိုအပ်တယ်ဆိုတာပါပဲဒီလိုကြိုတင်ပြင်ဆင်ထားခြင်းဖြင့်သင်ဟာဘလို့အခြေအနေမျိုးနဲ့ကြုံတွေ့ရပါစေတည်ငြိမ်စွာဖြည့်ရှင်းနိုင်မှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အရေးကြီးဆုံးဥပဒေသားကတော့ပုံသဏ္ဍာန်မရှိသူအဖြစ်နေထိုင်ပါဆိုတဲ့အချက်ဖြစ်ပါတယ်စီးပွားရေးလောကဟာအမြဲတမ်းပြောင်းလဲနေပါတယ်မနေ့ကအလုပ်ဖြစ်ခဲ့တဲ့နီလန်ဟာဒီကနေ့မှာအသုံးမဝင်တော့တာမျိုးဖြစ်နိုင်ပါတယ်ဒါကြောင့်သင်ဟာရေလိုပဲပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲနိုင်စွမ်းရှိရပါမယ်ခိုင်မာတဲ့ယက်တိချက်တစ်ခုတည်းကိုဆုပ်ကင်ထားခြင်းဟာသင်ကိုပြစ်မှတ်ထားတိုက်ခိုက်ဖို့လွယ်ကူစေပါတယ်စာအုပ်ကအကြံပြုထားတာကပြောင်းလဲနေတဲ့ခေတ်စနစ်နဲ့အညီသင်ရဲ့ view ဟာတွေကိုအမြဲတမ်းပြုပြင်ပြောင်းလဲနေဖို့လိုအပ်တယ်ဆိုတာပါပဲဒီနေရာမှာတစ်ခုသတိထားပါသင်ဟာအရင်တုန်းကအောင်မြင်ခဲ့တဲ့နည်းလမ်းတွေကိုပဲဆက်ပြီးသုံးနေမယ်ဆိုရင်သင်ဟာမကြခင်မှာဈေးကွက်ထဲကနေပျောက်ကွယ်သွားပါလိမ့်မယ်ဒီကနေ့ဗီဒီယိုမှာရှင်းပြခဲ့တဲ့အချက်တွေကိုပြန်ကြည့်ရမယ်ဆိုရင်အာဏာနဲ့လွန်မှုဆိုတာစနစ်တကျတိဆောက်ယူလို့ရတဲ့အရာဖြစ်တဲ့ဆိုတာသိချပါတယ်စာအုပ်ထဲကအချက်လက်တွေကသင်ကိုလက်တွေ့ဘဝမှာအသုံးချနိုင်မဲ့လက်ညှိုးမှုတွေကိုပေးထားပါတယ်ပထမအဆင့်အနေနဲ့သင်ရဲ့လုပ်ငန်းခွင်မှာသင်ဘယ်လိုရပ်တည်မလဲဆိုတာကိုပြန်လည်ဆန်းစစ်ပါသင်ဟာစကားတွေအလွန်ကျွံပြောနေသူလားဒါမှမဟုတ်သင်ရဲ့ရည်ရွယ်ချက်တွေကိုအလွယ်တကူထုတ်ဖော်ပြသနေသူလားဆိုတာကိုသတိပြုပါ
ဒုတိယအဆင့်အနေနဲ့အသင်ပေါ်မင်ခိုလာအောင်သင်ရဲ့ကျွမ်းကျင်မှုတွေကိုမြင့်တင်ပါသင်သာလျင်လုံနိုင်တဲ့အရာတစ်ခုကိုဖန်တီးပါတတိယအဆင့်အနေနဲ့သင်ရဲ့ခံစားမှုတွေကိုထိန်းချုပ်ပြီးရဲရင့်စွာဆုံးဖြတ်ချက်ချပါဒီအဆင့်တွေကိုလိုက်နာကျင့်သုံးခြင်းဖြင့်သင်ဟာ2026ခုနှစ်ရဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့စီးပွားရေးလောကမှာထိပ်တန်းနေရာကိုရောက်ရှိလာမှာအသေးချာပါပဲ The Book Hub မြန်မာအနေနဲ့အခုလိုကမ္ဘာအဆင့်မီစာအုပ်တွေထဲကအနှစ်သာရတွေကိုသင်အတွက်အမြဲတမ်းတင်ဆက်ပေးနေတာဖြစ်ပါတယ်အချိန်ဖြုံးနေတာတွေကိုရပ်ပြီးအသိပညာနဲ့ဦးဆောင်လိုက်ပါကွာဟာချက်တွေကိုပေါင်ကူပေးဖို့အခုပဲ subscribe လုပ်ထားပါဒါပေမဲ့ဒီဥပဒေသား48ခုလုံးကိုအတိအကျသိနေရင်တောင်မှသင်ရဲ့စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်စွမ်းမရှိရင်ဘာမှအသုံးဝင်မှာမဟုတ်ပါဘူးသင်ကြုံတွေ့ရမယ့်ဖိအားတွေကိုသင်ရင်ဆိုင်နိုင်ဖို့သင်ရဲ့စိတ်ဓာတ်ကိုဘယ်လိုပြင်ဆင်ထားတဲ့လဲနောက်တဲ့ခြေလှမ်းကဘာဖြစ်မလဲဆိုတာသင်ဆက်လက်စဉ်းစားကြည့်ဖို့လိုအပ်နေပါသေးတယ်